ရှိပါလား မရှိပါတယ်ဘယ်မှာတော့ဒီချိန်မှာဘယ်မှာသွားကြမှာโอเคပဲโอเคပါ အတမကြောက်ဘူးနော်ယောက်ျားရှိလို့လား ဟုတ်တယ်လားခုနောက်ရောက်နေလို့နေပါဘူးโอเคပါ ဟေးကျွန်တော်တက်လက် ဟာတက်လက်တော့လားဘယ်လာကြတော့ โอ้ဒီဝဲလာတာတတိယလို့ ဟောအေးငါလည်းတတိယလို့ တတိယလို့လာဟာလာတို့လည်းခုသမင်းသားကြမလို့ ဟုတ်လားမနေကောင်းလား တော်လိုက်တော့ပြန်နော်ခုမှရောက်လာကြတယ် ဟာ တခါလဲသူစား အော်တတိယလို့အဲ့ဒါလာကျင်တာကြာပြီ sorry ဒါမထမင်းဘက်ကလေးချဟိုထမင်းအုပ်လေးလိုက်နော် ရယူလိုက်မင်းမလက်စီလေးချက်လာတခါတော့စားပါလားဟိုတခါတော့ မငါရထိုင်လေ အေးလေးစားလိုက် သူစားကြတာ အေးပါ အေးတခါတော့အေးတဲ့လားတတိယရမအေးလာကျင်တာကျွန်တော်လင်များနှစ်ယောက်လုံးအဲ့ဒါအိမ်မားလည်းအလုပ်တွေကမပြီးရလည်းပါတာပေါ့ ဟုတ်တယ်ခုမှတတိယလို့ယောက်ျားကိုပြောနေလားညနေရောက် ဘဲမှမသွားပြတာတော်တော်ကြာပြီ ဟာကြနော် ဟုတ်ကဲ့ပါငါလည်းတီးပြီးသားပါကိုညီကိုလေးလိုနေလာကြတာဘာဖြစ်လဲကျွန်တော်တုတ်လိုက်မှာကျွန်တော်တုတ်လိုက်တော်လို့လည်းကောင်းတယ်ဘိုက်ကလည်းတင်းနေတာချက်ကလည်းဓာတ်ကောင်းတာပဲကားမှာ ရောက်တော့ရှိတာပဲ တတိယလို့လာခဲ့တာနော် တော်ပြီလင်းမြန်းနဲ့ပဲသွားကြအောင်ပါတော့ ဟုတ် ဘိုက်ကလည်း လည်းတီးနေတော့လေယောက်ျား ဒီမှာတရေတမလို့အိပ်ပြီးတော့ဟိုမှာညနေရစားစားပြီးပြန်မယ်နော် ဒီလာသွားမှာဒီမှာအကျိုးပြီးချက်လိုက်ဟုတ်ပါ ပြီးရော ဒီကစုရလားမသိဘူး ဘူးစိုးအောင်အဲ့လိုပဲ အော်ဟုတ်လား ဘောကောင်းတယ် လာမယ်ဆိုလဲကြိုပြောတာမဟုတ်ဘူးငယ်ချင်းအခုတော့မှရှိတာလေးနဲ့ပဲဖြစ်တယ်လို့ပဲစားလိုက်နော်အားနာတော့ကွာနော် ရတယ်ဘာနဲ့ပဲပြီးငါတို့ကအစင်ပြေတဲ့ရောက်ရင်ငါလည်းမအားဘူးလာချင်တာအခုတော့မှလေတတိယလုံးလို့လာခဲ့တာ တတိယလေအေးငါတို့လင်မယားလည်းကြုံတဲ့ခါကျရင်မင်းတို့အိမ်ပဲလာခဲ့ပါဦးမယ်ကွာနော် ဘယ်လိုလဲနော်ငါတို့လာတယ်မယ် ကြုံတဲ့ခါလေးပါ ငါတို့လာတယ်လားဘယ်မင်းအားပဲ အေးပါဒီစားစားမထက်တာလေရင်းနေတော့ဘာပဲနဲ့တားကောင်းနေတာ အေးပါတောင်းပါ တားတယ်တူကြတယ် မိမရမ်းစားနေ ညနေဒါသားကြီးမှပြန်မယ်အေးစေးမှကိုယ်စငယ်ချင်းဆိုတတိယတော့လေ ညနေတော့ကြာတော့လေ တတိယလည်းမပြန်ရင်သေးဘူး ညနေသားရော အဲ့ပါ ပါကြတယ်မိမညနေသားပါချက်ထားလိုက်နော်ရှိတဲ့ကြက်ကလေးကိုလောက်လိုက်နော်ရှိတဲ့ကြက်ကလေးကိုလောက်လိုက်ကြက်ကိုမခုတ်အောင်အေးစား အမနာနဲ့တန်ငယ်စငယ်ချင်းတွေ စား ဒီပါ မလာရင်ပြောနော်ရှိသေးတယ် ဒီဘက်ကဘယ်ဝလာ ဟုတ်ပကလေးကလေပြန်ပြီးတော့လေပန်းနေတယ် လာဘယ်ဝလာလဲမသိဘူး ဟောဒီဘက်ကဟုတ်လား အေး ဟောဒီဘက်ကဒီပေါင်းဝလေးနဲ့အတူတူဝယ်တာလေပေါင်းလေးနဲ့ဒီပေါင်းဝလေးနဲ့ဒါနဲ့အတူတူဝယ်တာ သူလည်းပြောင်းနေတာပဲနော် ပြောင်းနေလေကဲပဲလေအတူတူဝယ်လာ လူဝလာတော့ ဟောပေါက်တယ်နော် ဟုတ်ပါတယ် ပေါက်တယ်နော်ပေါက်ရင်ပြီးရော မဲမမရှိမပြော ပြောဘာပြောတာ စားကောင်းတယ်လို့ထမင်းကအေးပါဟိုညနေစာဆိုင်မှပြန်မယ်နော် ပြီးရော ငါပါဟမ် ဟုတ်လားဟုတ်လား ဟာဦးတော်လား အေးငါလည်းအေးလာပြီဘာလုပ်နေလဲ ဟာဒီမှာသမင်းစားလားတော်မယ်ကောင်းပြီလားတွေ့ရအောင်ကြပြီ အေးငါလည်းတတိယလို့ ဟုတ်တယ်တတိယကိုယ်နိုင်တော့လုံးလို့ဝါလို့ပါလား လူမတွေကဝမ်းပြီးကြလေတော့တိုင်းသမင်းတကားဝင်စား အေးတမ ဟုတ်အေးဟုတ် ငါတို့မင်းတို့စီလာမလို့ကွာင
ငါမအားလို့လာမလဲအားလား အာမလာနဲ့မင်းမလာနဲ့ငါလာမယ် ဟေး ငါမိုးလေနောက်ငါတတိယရင်ငါလာလေပဲ အော်ရပါလေရ မင်းတို့လာရင်တကူတကကြီးဖြစ်နေမှာ ပင်လည်းကဆိုလို့ပင်လည်းကဆိုလို့ စားစား အေး ဟာနာကျင်လားဟိုမအား အေးပါအေးပါအေးပါငါလည်းတတိယ အမနာနဲ့နော် အေးပါအေးပါအေးပါ ဘယ်လိုသဘောထားစား စားစား ဟာစားစား ကစုံနေကစုံနေခိုင်း ဟုတ်ပြီလားစား 对呀，没有了，这中了中了。 အော်ဒါပြတယ်နော်ဟုတ်တာပဲ စားအာဖနာ စားစားအမနာနော် စားစားအကူစားဆောဆော မင်းစားစား အဲ့အနစ်လေးခက်ရှင်လို့ခါမမအနစ်လေးစား 然后我自己在这盘，自己在啥里在啥？ စားစားဦးစား ကြိုက် 好摔摔来 စားတော့ဆင်းပြေလား 对别看去看来我来太了好 ကောင်း 老呢 အေးစားလေ 当然当然。 ကောင်း 啊 ညငါပြောတာပဲအင်းနေပူချက်ပါဆိုမှလိုက်ကန်းစိုးမသိတယ် ရတယ်ဒါလေးနဲ့စားပြနေတယ်ဟာ ဆင်းပြေ 他不是他那个那个。 အေးပါအေးပါအေးပါ ဆင်းပြေလား ဟာဟာ 明天要再玩。 နော် ဆင်းပြေ ပြည့်တယ် ဟောစားနော် သွားလာလာ ကိုယ့်လေသဘောထားစား ဟောတော့ရရတတိယအဲ့လိုလာရဲ့ဟာ အေးပါငါတတိယတကယ်ချင်းမတွေ့ရကြတကယ်ချင်းခဏလေးငါဟင်းလေးခက်ချင်ဇုံးလေးခဏလောက်ငားပါလားကွာ ခဏပဲနော် ခဏပါပဲကွာဟင်းကပ်ပြီးပြန်ပေးပါမယ် ပြန်ပေးနော် ။အော်ပေးပါမယ်ကွာ။ဟင်းကပ်တော့ငားနေရ။ဟုတ်။စားစား။နေမနော်။ ရရဘာဘာမျိုး စင်ပြေလား ဒီရ ။ပြေးစား 走了呗。အေး 这个拿包那个。 ပြေးစား 对，这个。 အေးကောင်းလား ကောင်းတယ်ဆိုရင်တော့တတိယလာမှာကိုပြပြစားရအင်းမေခန်းခန်းလို့အစီစား အစီကြိုက်လို့ အစီစား စား ရတယ် ဘာလို့ဆိုတော့ဒီ ရတယ် ဟာ ရတယ်တော်လား อืม နင်းတို့ဘယ်မှသွားတယ်မရှိဘူးလား ဒီမှာတော့လည်းမရှိဘူးကွာမင်းကလည်းအခုကသူင်းစားပြီးတော့တေးတမောအိပ်ပြီးညနေကျမှစားရွက်ပြန်မယ်လေ ဟာမင်းနောက်ကြမှာဆိုလို့ပြော မကြောက်ငါမှဘယ်မှသွားကြမရှိတာ ညနေဆိုင်မှပြန် အေးညနေဆိုင်မှာတို့လင်မြန်နေလို့ပြန်မယ်လေ ငါထင်တယ်အဲ့ကြောင့်ငါမိမောက်ဈေးသွားခိုင်းတာတကယ်ချင်းရတယ်ငါသမီးကြက်လို့ရှိရင်မထက်နှုံးမယ် အဲ့ဒါပြီးရော ဘယ်မှမတော့ဘူး 过得来，过得来。要讲看红。 ဟောလေဟော ဒီမှာဝစားလေးဝါပြီရှင်ဝစားလေးရမယ်ကျမတို့ဒီနေ့ဘယ်ယူရေးစားတော့မှာ အေးရင်စားတော့မလဲဆိုတော့နေမလာစင်းဆောင်လေးပဲကြည့်တာဘယ်ရင်စားဝင်ရမလဲအေးရလည်းကုန်တော့ဖြစ်နေပြီနော် ဟုတ်တယ်အေးရကုန်းလုံးလေးအဲ့လိုရှုပ်နေတာကျမဘယ်ရေးစားသွားမှာ ကြည့်လိုက်စင်းစား ဦးချက်လီတို့စူပန်လေး အာ ကိုအုံနိုင်အော်ဟိုကလေကွာကိုရှိဘရိုအိမ်ကိုပြန်ပြီးဝင်ရမှာကျမတို့ကိုရှိဘရိုအိမ်စပြီးသွားထားတာ အော်အေးဝေး တစ်ဖက်ကျော်သွားပြီ ဟာလာတစ်ဖက်ကျော်သွားပြီလား သူ့အိမ် အေးဝတဖက်ကျော်ဆိုဝင်လို့ပူကောင်းတာပေါ့ သွားထားတာတော့ဟုတ်ပါပြီယောက်ျားရဲ့ကျမတို့ဘလို့ပြောပြီးဝင်ရမှာတော့ ပြီးမှလည်းကွာအကူတို့ပြောနေကြစကားရှိတယ်လေ အော်သိပြီတတိယလို့ ဒါပဲလေ ငါယောက်ျားတိတ်တော်တာပဲ ဟာမိမတော်လို့မရဘူးလေအခုလိုကိုဗစ် -19 ကပ်ရောဂါကြီးစိုက်နေတဲ့အချိန်မှာသူများတွေကစီးပွားရေးတွေမကောင်းမနဲ့ရှိတာတွေရောင်းစားနေတဲ့အချိန်မှာအကူတို့ကပတ်စံမကုန်မနဲ့တိမ်စင်းတိမ်တက်လာပြီးအလကားစားနေရတာမလို့ရတာရှိတယ်မိမရဲ့ ယောက်ျားရဲ့ပြောင်းလိုက်တဲ့အကျန် ထိတ်တော့ကွက်နေတယ်ပြောင်မြောက်တဲ့အကျန် ကျမလည်းအဲ့ဒါပဲပြောတာပါ ငါပြောင်လိုက်တဲ့အကျန်နဲ့ ထားတော့အဲ့ဒါရှင်ဝစားသွားမယ်သွားကြမယ် ဟောမလဲတော့မကိုဘိုင်းစားနေဒီတိုင်းမသွားလိုက်တော့ ဟုတ်ပြဆိုပါ ဘူးတော့သူတို့လည်းချက်ပြီးလောက် ဒါဟုတ် စင်တဲ့ဝင်လိုက်ရုံနဲ့ဝင်လိုက်ဒါတော့မင်း အဲ့ဒါ
လားမမိမဘိုက်ပြာဟိုကောင်ဒီရှိရောရှိရလားမသိဘူးကွာတိုက်ကြည့်လား ဟုတ်တယ်ဒီမှာကဲရောင်းပြီငိမ်ပဲ ရှိတယ်ကြည့်ဟိုဘက်ရင်မကြည့်နဲ့မိမဒီရှိတဲ့ကြည့် ဖယ်လာကြတာလေ 哦，你又把它带哪里来的？这里呀喽， မိမ ယောက်ျား တတိယလို့လေ